အားကစားဝန်ထမ်းရှင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာပရီးမီးယားလိချန်ပီယံလူပွဲအားအဆုံးဖြတ်ကာလကိုရောက်ရှိနေချိန်မှာပဲအာဆင်နယ်အတွက်လွန်ရေးပါတဲ့အားသာချက်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ပြိုင်ဘက်မိုင်စီးတီးအသင်းကပွဲစဉ်စရာကိုပြန်လည်ညှိနှိုင်းပေးဖို့တောင်းဆိုချက်ကိုပရီးမီးယားလိတာဝန်ရှိသူတွေကတရားဝင်ပယ်ချလိုက်တာပဲဖြစ်ပါတယ်မန်စီးတီးက FA ကဘောလုံးပွဲမတိုင်ခင်အပြီးမှာပွဲစဉ်တွေအလွန်ကြက်လွန်းနေတာကြောင့်ခရစ္စတယ်ပဲလိဘုံမောက်တို့နဲ့ကစားရမယ့်ပွဲစဉ်ရက်တွေကိုအပြန်အလှန်လဲလှယ်ပေးဖို့တောင်းဆိုခဲ့တာပါရွေးချက်ကတော့ချယ်ဆီနဲ့ကစားရမယ့် FA ကဘောလုံးပွဲအတွက်ပြင်ဆင်ချိန်ပိုရခြင်းလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ပရီးမီးယားလိကတော့အဲ့ဒီတောင်းဆိုချက်ကိုလက်မခံဘဲမူလအတိုင်းကစားဖို့ပြန်လည်အတည်ပြုလိုက်ပါတယ်အခုလိုတောင်းဆိုချက်ပယ်ချခံရမှုကြောင့်ကွာတီလိုရဲ့အသင်းဟာယာတီပိတ်ခါနီအရေးကြီးဆုံးအချိန်မှာ12ရက်အတွင်း၄ပွဲအထိကစားရမယ့်အိမ်မက်ဆိုးပွဲစဉ်စရာနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်မေလ9ရက်နေ့မှာတော့ Brentford နဲ့အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်မေလ13ရက်နေ့မှာတော့ Crystal Palace အိမ်ကွင်းဖြစ်ပြီးတော့မေလ16ရက်နေ့မှာတော့ FA Cup ဘောလုံးပွဲ Chelsea နဲ့ကန်ရမှာဖြစ်ပါတယ်မေလ19ရက်နေ့မှာတော့ဘုံမောက်နဲ့အဝေးကွင်းကစားရမှာဖြစ်ပြီးမေလ24ရက်နေ့မှာတော့ Aston Villa နဲ့အိမ်ကွင်းရာသီပိတ်ပွဲကန်ရမှာဖြစ်ပါတယ်မန်စီးတီးကပွဲချက်ကာလတွေကြောင့်လူပင်မန်းပြီးအမှတ်ရနိုင်ခြေရှိနေချိန်မှာအာဆင်နယ်ကတော့အမှတ်ပေးစရာထိပ်မှာ3မှတ်အသာနဲ့ဦးဆောင်နေပါတယ်အကယ်၍မန်စီးတီးကအေဗာတန်နဲ့မကစားခင်မှာအာဆင်နယ်ကနိုင်ပွဲဆက်ခဲ့မယ်ဆိုရင်တော့အမှတ်ခွာခြားချက်6မှတ်အထိဖြစ်သွားနိုင်ပါတယ်ဒါဟာအာဆင်နယ်အတွက်22နှစ်ကြာစောင့်ဆိုင်ခဲ့ရတဲ့ပရီးမီးယားလိဖလားကြီးကိုရယူဖို့အတွက်အကောင်းဆုံးအခြေအနေပဲဖြစ်ပါတယ်အခုလိုပွဲချက်ကာလတွေမှာကွာဒီယိုလာကသူ့ရဲ့ကစားသမားတွေကိုစိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်မှုကိုရှော့ချနိုင်ဖို့အတွက်ရှေ့ရကြအားလိုက်ရပေးလိုက်ပါတယ်ဘလူးနေ့လေလေ့ကျင့်ရေးစင်းရင်အမိပြန်လာရင်ပြီးတော့ဘယ်ကိုပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်သွားနိုင်တယ်လို့သူကပြောကြားခဲ့ပြီးတော့ပွဲချက်ကာလအတွက်စိတ်ရောကိုယ်ပါအနားယူခိုင်းထားတာဖြစ်ပါတယ်အနီကုန်းချုပ်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့မန်စီးတီးအတွက်ပွဲစဉ်စရာတွေဟာရန်သူတစ်ပွဲဖြစ်နေပေမဲ့အာဆင်နယ်အတွက်ကတော့ဒါဟာကန်ဂျမာပေးတဲ့လက်ဆောင်တစ်ခုလိုဖြစ်နေပါတယ်ပွဲချက်တန်ကိုမန်စီးတီးဘလို့ကြော်ဖြတ်မလဲအာဆင်နယ်ကတော့ဒီအခွင့်အရေးကိုဘလို့အသုံးချပြီးချန်ပီယံဖြစ်သွားမလဲဆိုတာကတော့ရင်ခုန်စရာပါပဲကဲအားကစားဝန်ထမ်းရှင်ပြည်သူများခင်ဗျာပရီးမီးယားလိကတော့မန်စီးတီးရဲ့တောင်းဆိုချက်ကိုပယ်ချလိုက်တာဟာတရားမျှတမှုရှိရလားအာဆင်နယ်ကတော့ဒီနှစ်မှာပဲတကယ်ချန်ပီယံဖြစ်သွားတော့မှာလားကောင်းမှန်မှာရေးသွားပေးခဲ့ကြပါအောင်ခင်ဗျာ